ကျွန်တော်ပြောချင်တာလေဆိုင်ကယ်တွေဘာတွေမောင်းနေတော့ကားတွေဘာတွေမောင်းနေလို့ဆိုရင်ကျွန်တော်တခါမှတော့အဲ့လို accident တို့ဘာလို့ဆိုတာဖြစ်ခဲတယ်ပေါ့နော်ဒါဆိုင်ကယ်မောင်းပထမဆုံးတွေ့ကြုံပေါ့ accident ဖြစ်တာaccident မဖြစ်ခင်ကျွန်တော်ဘာလုပ်လာလဲဆိုတော့တလန်းလုံးမှာကျွန်တော်ဖျားစာတွေရွတ်လာတယ်ကျွန်တော်ယုံကြည်ရာကိုးကွယ်ရာပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဖျားကုံတော်တွေရွတ်လာတယ်နမောတတတွေနဲ့တရဏဂုံတွေတီလာတယ်ပေါ့နော်တလန်းလုံးလဲဒါပဋ္ဌာန်းတရားတွေဟုတ်ကိုစိတ်ထဲကနေပြီးတော့ရွတ်ဖတ်ပြီးတော့ရွတ်ဖတ်ပူဇော်လာတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဘေးလေးနည်းနည်းကင်းတယ်လို့ဆိုရမှာပေါ့နော်အဲ့လိုဒါကျွန်တော်မလုပ်ခဲ့ဘူးဆိုရင်ကျွန်တော်ဘဝဒါမတွေးရဲစရာပဲဒီဘက်မှာလဲကြောက်ဟိုဘက်မှာလဲလေကွင်းပြင်အဲ့အတွက်ကြောင့်ကျွန်တော်ဒီဗုဒ္ဓဘာသာတွေပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဆိုကိုယုံကြည်ရာလေးတွေနဲ့တူယုံကြည်ရာကိုးကွယ်ရာရွတ်ဖတ်ပူဇော်ကြပါလို့ဆိုရင်တော့ဘေးအန္တရာယ်တွေကင်းပါပါဘေးအန္တရာယ်လည်းကင်းကြပါစေဗျာဘေးအန္တရာယ်တွေကင်းပြီးတော့စောင်းနေတွေလည်းအဆင်ပြေကြပါစေလို့ကျွန်တော်ဒီနေရာနေပြီးတော့ပဲဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်